ကျွန်တော်တို့ဗီဒီယိုရဲ့ comment တစ်ခုမှာတွေးလိုက်တာပေါ့နော်ကျွန်တော်ကောင်မလေးကိုရုပ်ချောတယ်ချစ်စရာကောင်းပေမဲ့ဟင်းမချက်တတ်လို့ရှိရင်ပေါ့နော်အိမ်မှုကိစ္စမနိုင်လို့ရှိရင်အလဲကားပဲတဲ့အဲ့လိုပြောတဲ့ညီမကြီးကိုကောင်မလေးရဲ့ဟင်းချက်စကေးကိုတစ်ချက်ရှိုးလိုက်ပါဦးနော်ဒီနေ့သူချက်ကြွေးမှာတော့ပဇွန်တုတ်ရန်ဟင်းကျူပေါ့နော်သူ့အိမ်မှာနေခင်းတဲ့ကာလာတစ်လျှောက်ပေါ့နော်ထမင်းမချက်ဟင်းမချက်နဲ့ကောင်မလေးကအခုကျွန်တော်နဲ့တွေ့ပြီးမှဟင်းနေထမင်းတွေချက်ကျွမ်းလာတယ်ပေါ့နော်ဒါကလည်းကျွန်တော်ကိုယ်တိုင်ခိုင်းစီနေတဲ့အရာမဟုတ်ပါဘူးသူ့ဘာသူအလိုလျောက်တက်မြောက်လာတာပေါ့နော်ပြီးရင်သူဟင်းချက်ပြီးတိုင်းကျွန်တော်အရင်ဆုံးပေးမိပါတယ်သူအမတွေသူညီမတွေပြောတော့သူ့ရဲ့ဟင်းချက်လက်ရောက်တခါမှမစားဘူးတဲ့ခုကြမှာကျွန်တော်ကိုယ်တိုင်ဟင်းလေးတွေချက်ကျွေးနေလေအရန်ကိုချစ်စရာကောင်းတဲ့ကောင်မလေးရာဒါတွေမပေးသေးဘူးနော်ဒါကျွန်တော်စားခြင်းလို့ကြောက်ဦးကြော်ပါကြော်ကြွေးပါသေးတယ်ပြီးတာနဲ့ကျွန်တော်တို့မိသားစုထမင်းလက်စုံစားကြမှာဖြစ်ပါတယ်ဒီထမင်းဝိုင်းလေးကကျွန်တော်တို့ကြည်နူးရဆုံးထမင်းဝိုင်းလေးပေါ့နော်ဒီလိုချိန်ဒါကတော့ကျွန်တော်ရဲ့အဖေပေါ့နော်အဖေကတော့ဒီချိန်ကြီးအနုပြိုဆဲပါအမေလည်းအတော်လေးကိုချောနေပါသေးတယ်ကျွန်တော်အမေကတော့ကဘာပေါ်မှာချစ်စရာအကောင်းဆုံးအမျိုးသမီးလေးပေါ့ဗျာကျွန်တော်ရဲ့အဖေနဲ့အမေဆိုလို့ရှိရင်သူ့ရဲ့ချွေးမလက်ရာတွေကိုအရန်ကိုချီကျူးနေလေရဲ့ကောင်မလေးကဟင်းချက်တိုင်းပေါ့နော်ကျွန်တော်ဘာစားခြင်းလဲအမေတို့ဘာကြိုက်လဲအရင်ဆုံးမေးပြီးမှသူချက်တာပေါ့နော်ဟင်းချက်တဲ့စကေးတွေဘယ်ကနေတက်မြောက်လာတယ်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့လက်ရာတော့တော်တော်လေးကိုစားကောင်းပါလေတချို့လူတွေကျွန်တော်ပြောချင်တာပေါ့နော်အမြင်ကိုကြည့်ပြီးတော့မဝေဖန်ပါနဲ့မဆုံးဖြတ်ပါနဲ့ပေါ့နော်ချမ်းသာပေမဲ့ကိုအချစ်ရဆုံးသူတွေကိုနားမှာရှိတော့အရန်ကိုပျော်ရွှင်ရတဲ့အခိုက်အတန့်လေးပေါ့နော်ကဲအခုချိန်ကတော့ကောင်မလေးကိုပြန်ပို့ရမယ့်အချိန်ရောက်ပါပြီကျွန်တော်တို့အတွဲကိုအချိန်တိုင်းပြတ်မှာပဲလို့ပြောနေကြလို့မှတ်ထားပါတယ်မင်္ဂလာဆောင်တဲ့ချိန်တိုင်းပကံဆေးဖို့ခေါ်လိုက်ပါမယ်နော်